DJ လဲပေါ်တယ်တချင်းလဲဆိုရဲတေကိုလဲဆောင်းနေမော်လဲတဲတယ်ဆိုရဲလာမင်းကပြကိစ္စကတော့ဒီနေ့ဆိုရင်ဒါအော်တောင်းနေပေါ်လောလဲရိုက်သွားပြီပေါ့နော်လူတွေအားလုံးပိုတိသွားပြီပေါ့ဆိုတော့ကျွန်တော်အများကြီးတော့မှတ်ချင်ပေးလို့သူ့ကိုလောဆယ်ပြည်ပြင်းမီဒီယာတွေတော့သူ့ကိုဖမ်းထားပါတယ်လို့ရေးတယ်ဒါပေမဲ့ကျွန်တော်သိတာတော့ဖမ်းထားတာမဟုတ်ပါဘူးမနေ့ကညတော့ညကျွန်တော်ထင်တယ်9ရက်10ရက်လောက်မှထင်တယ်သူလာမင်းကပြသူ့ Facebook မှာတင်ထားတယ်9ရက်ကျော်10ရက်လောက်မှသူတင်ထားတယ်ဗျကျွန်တော်ရုပ်သံပြောတဲ့အချိန်မှာတော့ကျွန်တော်မတွေ့လိုက်ဘူးကျွန်တော်ပြောပြီးမှနောက်မှတွေ့တာပါဆိုတော့ကျွန်တော်ပြောနေတဲ့အချိန်တော်တော်လောက်မှပြောပြီးလောက်တဲ့အချိန်လောက်မှသူကကောက်တင်တာဆိုတော့လေမမှီဘူးပေါ့ဗျာအဲ့တော့မနေ့ညသူကိုယ်တိုင်တင်ထားပါတယ်သူအိမ်မှာအေးအေးဆေးရှိပါတယ်လို့ပြောပါတယ်ဒါပေမဲ့သူခေါ်စစ်ခံတာတော့သူခေါ်စစ်ခံတာတော့သူတရေကတော့မှန်တယ်လာမင်းကပြောခေါ်ပြီးစစ်တယ်မေးတယ်ပေါ့ဗျာဒါတော့မှန်ပါတယ်အဲ့တော့ခေါ်လဲစစ်မှာပါပဲသူကိုယ်တိုင်သူ့ရဲ့ TikTok ပေါ်မှာကျွန်တော်တင်ထားတာတွေ့ပါတယ်သူလည်းတကယ်သွားပြီးတော့ဖြောပြတာတော့မှန်ပဲသူဖြောပြတာတော့အလူပွဲဆိုလို့သွားတယ်လို့ကျွန်တော်နားလဲထားတယ်ဟိုလည်းရောက်ကော PDF တွေပါရှိနေတော့သူလည်းကြောက်ကြောက်လန့်နဲ့သူဖြောပြရမှာပေါ့ဗျာဒါလည်းရှိမှာပေါ့တိုးတော့မြေတို့ရေဆိုစီကမူဒီလိုနေရာတွေသွားရင်ဒါတွေဖြစ်နေတယ်ဆိုတာသူအခုသိသွားပြီဆိုတော့သူကသူဆင်ကျင်မှာပေါ့ဗျာသက်ဆိုင်ရာ RI ဖွဲ့စည်းနေနေလဲဒါကိုသူကသူပြန်ပြီးတော့ဆန်းစစ်လေ့လာပြီးတော့တင့်တော်သလိုစီမံခန့်ခွဲလိမ့်မယ်လို့ယူဆပါတယ်အဲ့တော့ဖမ်းမာရီမဖမ်းမာရီဖမ်းနေဒီမဖမ်းနေဒီနောက်တစ်ခါဘာဖြစ်တယ်ညာဖြစ်တယ်လို့ကျွန်တော်တို့မပြောလို့ဒါတွေကတော့ကာယကရှင်တူးချင်းစီနဲ့သက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းမှုရဲ့ဂျားလောက်ရမယ်လို့ဖြစ်တယ်ကျွန်တော်တို့ဆိုင်တော့လောဆယ်လာမင်းကပြအနေနဲ့ကတော့မနေ့ကညရေးထားပွဲသူ့အိမ်မှာအေးဆေးရှိပါတယ်လို့ပြောဖို့ရဆိုရင်တော့ပြည်ပြင်းမီဒီယာကြီးရေးနေသလိုမျိုးဖမ်းပလိုက်ပြီဆိုတော့မဟုတ်ဘူးလို့ကျွန်တော်ပြောလို့ကောက်ချက်ချလို့ရတယ်ဒါပေမဲ့သူ့ကတော့ခေါ်ယူစစ်ဆေးမှုလုပ်ခဲ့တာတော့အမှန်တရားတော့မှန်တယ်ပေါ့ဗျာစစ်မှာပေါ့ဗျာ PDF နေမီ PDF ရှိတဲ့နေရာဆိုအဲ့ခုနဒီမြိုင်ဝဲတောင်ဆိုတာမြိုင်ဝဲတောင်အပတ်ချီကနေအဲ့မှာ PDF တွေလည်းကြီးဆိုးတယ်ရွာသားတွေလည်းဖြစ်တယ်အမဲဟိုလာမင်းကပြောပတ်စံစုချမလို့လာဖက်နှမ်းလို့လာမသိလူတော့ PDF ကကောက်ဝင်တားပေးရပဲလုပ်သေးတာဆိုတော့အဲ့လောက်ထိအောင်ဗီဒီယိုဖိုင်နဲ့လည်းပေါ်လို့ရိုက်နေတာပဲ TikTok တစ်ခွင်မှာလာမင်းကပြောရဲလဲသူနဲ့အဆက်ဆက်တဲ့အဲ့မှာသတင်းဗီဒီယိုဖိုင်တက်စီတက်လာတာတက်လာရင်အဲ့မှာစုံနေအောင်တွေ့ရလိမ့်မယ်အဲ့မှာဝဲတောင်ရွာမှာသူဖြောပြတဲ့ဟာတွေတချင်းနေဘာညာတွေပေါ့ဗျာနော်အလူဘွဲကိုသွားဖြောပြနေဖြစ်တဲ့ဟာတွေဆက်ပေါ်ပြလာပါလိမ့်မယ်အဲ့သူကသူကောင်းကောင်းအလီပိုင်းပြနိုင်ရင်တော့သူလည်းဒါလွတ်မယ်ပေါ့ဗျာတိုးတော့လဲသူ့အနေနဲ့ကတော့ဒါမျိုး